ရေအေးနဲ့ရေချိုးလိုက်တဲ့အခါမိတ်ဆွေရဲ့ခန္ဓာကိုယ်သွေးကြောတွေကတင်းကျပ်လာပြီးကိုရင်းပူချိန်ကိုထိန်းညှိပေးဖို့နှလုံးညစ်အားကပိုပြီးတော့အလုပ်လုပ်ရပါတယ်မိတ်ဆွေရဲ့ခန္ဓာကိုယ်ကအေးဓာတ်ကြောင့်တုံလုံးမှုကိုခံနိုင်ပေမဲ့အသက်ရှူနှုန်းတွေကတော့တဖြည်းဖြည်းမြင့်တက်လာပါတယ်တစ်ချိန်တည်းမှာပဲမိတ်ဆွေရဲ့အုံနောက်က norepinephrine လို့ခေါ်တဲ့အာယုံစူးစိုက်မှုကိုထက်မြက်ကောင်းမွန်စေသောအစွမ်းထက်ဓာတုပစ္စည်းတစ်မျိုးကိုထုတ်လုပ်ပေးပါသေးတယ်ဒီຢာတွေကြောင့်ပဲရေအေးနဲ့ရေချိုးခြင်းကမိတ်ဆွေကိုစွမ်းအင်အသစ်တွေကိုရရှိစေုံသာမကစိတ်ကိုကြည်လင်ပြီးမိတ်ဆွေရဲ့ခန္ဓာကိုယ်ရောင်ရမ်းမှုတွေကိုပါတက်တာစေပါတယ်မိတ်ဆွေရဲ့ကြောက်ကတ်တချမ်းကိုဖြုတ်ပြီးယောဂတဲ့တယောက်ကိုလှူလိုက်မယ်ဆိုရင်မိတ်ဆွေကပုံမှန်လိုဘဝမျိုးနဲ့နေထိုင်နိုင်ပြီးဒေါ်လာ2,600,000ဝန်းကျင်တန်ဖိုးရှိတဲ့အလှူတစ်ခုကိုမိတ်ဆွေလှူနိုင်ခဲ့တာပါဒါပေမဲ့မိတ်ဆွေရဲ့အစုပ်တွေကတစ်ခုကိုဖယ်ပြီးလှူဒါန်းမှုလုပ်လိုက်ရင်တော့မိတ်ဆွေအတွက်အသက်ရှူရခက်ခဲသွားပါလိမ့်မယ်ဒါဟာဒေါ်လာ3 သိန်းလောက်တန်ဖိုးရှိတဲ့အလှူကိုမိတ်ဆွေလှုပ်ဆောင်နိုင်ခဲ့တာပါမိတ်ဆွေရဲ့နှလုံးကိုဖြုတ်ပြီးလှူမယ်ဆိုရင်တော့ဘသူအတွက်လှူခဲ့တာလဲဆိုတာသိဖို့စက္ကန့်60ဝန်းကျင်သာမိတ်ဆွေမှာချိန်ရှိပါတော့တယ်ဒီလိုကြီးမြတ်တဲ့အလှူကကြားယုံနဲ့တင်7 သိန်းထလောက်ပါတယ်မိတ်ဆွေတို့အနေနဲ့လှူခဲ့တာလေးတွေကိုကွန်မန့်မှာရေးပေးခဲ့ပါ